Hello ဒီနေ့တော့ဟင်းတစ်ခွက်တည်းနဲ့ထမင်းစားဝင်စီတဲ့ခရမ်းသီးနဲ့ဟင်းလေးချက်စားပြပါတယ်ခရမ်းသီးလေးရလွယ်တကူဝယ်ယူရရှိနိုင်ပြီးတော့ထမင်းစားလဲမိန်စီတာမို့ချက်နီးလေးကိုမျှဝေပေးလိုက်ပါတယ်ပထမဆုံးခရမ်းသီးလေးတွေကိုရေးစအောင်စေးပြပြီးတော့လေးစိတ်ပေးရပါမယ်ပြီးရင်တော့ရတာထည့်ပါမယ်စားထည့်ပါမယ်ချုံမုံစားတော့ဟင်းရွက်မုံထည့်ပါတယ်ငရုတ်ရောင်တင်ထည့်ပါတယ်ကြက်သွန်ကြီးထောင်းထားတာလေးထည့်ပါတယ်ငပိစိမ်းစားထည့်ပါတယ်ဇွန်ကြောင်းမုံထည့်ပါတယ်စီထည့်ပါတယ်မဆလာထည့်ပါတယ်ပါဝင်ပစ္စည်းလေးတွေထည့်ပြီးပါပြီဆိုရင်တော့ခရမ်းသီးလေးကိုအစာဝင်အောင်နေပေးရပါမယ်စားပြားဝင်အောင်နေပေးရမှာပေါ့နော်ပြီးရင်တော့ရေးထည့်ပါတယ်ခရမ်းသီးကြက်လောက်မဲ့နေထားကိုမှန်းပြီးတော့ရေးထည့်ပါတယ်ပြီးရင်တော့မီးဖိုပေါ်တင်ပြီးတော့စချက်ပါပြီနော်ခုဆိုရင်တော့ရမ်းရတာရှိလာတယ်ခရမ်းသီးနဲ့တစ်ခွက်ရရှိပါပြီနော်ကြည့်ရှုပေးတဲ့အတွက်အားလုံးကိုကျေးဇူးအများကြီးတင်ပါတယ်ဗီဒီယိုလေးကိုကြိုက်နေတဲ့ရင် like နဲ့ subscribe လေးလုပ်ပေးခဲ့ပါအောင်နော်